ခါတုန်းကမဟာတုတ္တသောမမင်းသားသည်ပညာအလွန်ကြီးမြတ်၍သစ္စာတရားကိုအလွန်ဂရုစိုက်သူဖြစ်သည်သူ၏နာမည်သည်တိုင်းပြည်အနှံ့တီဟိုတန်ဖြစ်ခဲ့သည်တစ်ဖက်တွင်လူစားသက်စားသောပောရိတာရမင်းကြီးတစ်ပါးရှိပြီးလူများကိုဖမ်းဆီးကာသက်စားနေခဲ့သည်လူတိုင်းသည်သူ့ကိုကြောက်ရွံ့ကြသည်တနေ့တွင်မဟာတုတ္တသောမမင်းသားကိုပောရိတာရမင်းကြီးကဖမ်းဆီးခဲ့သည်သို့သောမင်းသားသည်မကြောက်ရွံ့ဘဲတတိရှိစွာရင်ဆိုင်ခဲ့သည် Secure the ropes. Make sure they are tight. Great King, I humbly request your leave to fulfill a sacred promise I made before I face your judgment. You are free to go, but heed my warning. If we meet again, I will not hesitate. The path we walk is illuminated not by the sun, but by the light of our own compassion and understanding. မင်းသား၏သစ္စာတရားကိုမြင်တွေ့သောပိုရိတမင်းကြီးသည်အံ့အားသင့်သွားခဲ့သည်လူတစ်ယောက်၏စိတ်ဓာတ်ကဒီလောက်ခိုင်မာနိုင်ကြောင်းသိလာသည်မဟာတုတ္တသောမမင်းသားသည်တနာကျင်နာမှုသစ္စာနှင့်တရားတော်များကိုမင်းကြီးအားသင်ကြားပေးခဲ့သည်ပောရိတာမင်းကြီးသည်မိမိမကောင်းသောအကျင့်များကိုနားလည်ပြီးလူစားသက်စားခြင်းကိုရပ်တန့်လိုက်သည်မင်းသား၏သစ္စာနှင့်မေတ္တာတရားကြောင့်လူတစ်ယောက်၏စိတ်ကိုပြောင်းလဲနိုင်ခဲ့သည်စတိုရီလေးကိုကြိုက်ရင် like ကလေးပေးခဲ့ဦးဝင်တော့ဘလိုကာတွန်းတွေကြိုက်လဲ comment မှာရေးထားခဲ့ပါအောင်ကျွန်တော်ကတော့ 3D ကာတွန်းတင်ဆက်သူစမ်းဝင်းထွန်းဖြစ်ပါတယ်ခင်ဗျာပရိသတ်အားလုံးစိတ်နှလုံးအေးချမ်းသာရရှိပါစေ